မင်္ဂလာ brother ဘောလုံးသတင်းတို့လေးပါပထမဆုံးတစ်ပုတ်ကဟိုစီမူရင်ဟိုကသူတို့တင်းရဲ့ကလင်ကစားမှာချူအမ်မန်ဒီကိုလူရဲမထရကနေပြီးတော့ထွက်ခွာစီလိုတဲ့သတင်းပဲဖြစ်တယ်မွေဟိုကဘာဖြစ်လို့အဲ့လိုမျိုးချူအမ်မန်ဒီကိုထွက်ခွာစီလဲဆိုရင်ရူဒီနဲ့ချူအမ်မန်ဒီကကစားတဲ့ profile ချင်းတူတယ်ကစားပါတူတယ်သူရဲ့အတင်းမဆိုလို့ရှိရင်အဲ့လိုမျိုးကစားပါတူတဲ့ player 200ကိုအတူတူပြောကစားလို့မရဘူးဆိုပြီးတော့ပြောလိုက်ခဲ့တာဖြစ်တယ်ဒါတဲ့ကချူအမ်မန်ဒီကိုထွက်ခွာစီလို့ရှိတဲ့သတင်းတွေရူဒီကမေဒရီကိုယာတော်မလာဆိုတဲ့သတင်းလားဆိုတာပို့ပြီးတော့မှန်တယ်ဘာလို့လဲဆိုရင်ရူဒီနဲ့ချူအမ်မန်ဒီကကစားပါအောင်ဆင်တူတယ်သူတင်းမတူလို့ကစားလို့မရဘူးအဲ့ဆိုတော့ရူဒီကိုတုံးမယ်ချူအမ်မန်ဒီကိုရောင်းမယ်အဲ့လိုတပေါ်လားအဲ့ဆိုတော့ရူဒီကမေဒရီကိုယာတော်မလာဆိုတဲ့သတင်းကိုရေးရေးလေးဖော်ပြလိုက်တဲ့နဲ့သွားတူပါတယ်အဲ့တော့မွေးဟိုကတော့တကယ်ကြီးလုံနေပြီမေဒရီတင်းမှာကြိုင်ကစားသမားလေးကိုဖယ်မယ်မေဒရီရဲ့ကစားပုံမထိုက်တဲ့ပလေယာလေးကိုအတင်းကနေချစ်ထုံနေတယ်နိပြမွေးဟိုလည်းဖြစ်တယ်နောက်ထပ်တဲ့ဘောကမန်ချက်စတာယူနိုက်တက်ကဘရက်ဖို့တဲ့တိုက်စစ်မှုတီယာကိုခေါ်ယူဖို့အတွက်ဆွေးနွေးမှုအစီအလေးပြုလုပ်ခဲ့တာဖြစ်တယ်ဒီဆွေးနွေးမှုအစီကဘရက်ဖို့တဲ့တိုက်စစ်မှုတီယာကိုခေါ်ယူဖို့အတွက်ခြေနေလေးဘလို့ရှိလဲဘလို့ရှိနိုင်လဲဘလို့မျိုးခေါ်ယူဖို့အတွက်ဖိနေလဲဆိုတာကိုကနေဦးအစောဖိုက်ဆွေးနွေးမှုပဲရှိသေးတယ်အမယူတင်းတော့ဒီနွေရတီမှာအဓိကခေါ်ယူဖို့ကတော့ကွဲလဲနဲ့ဘယ်နာခန့်လူနေရပဲအဲ့ဒီလူနေရာကိုအရင်ဝယ်မယ်ပြီးမှတိုက်စစ်မှုနေရာကိုစဉ်းစားမယ်တကယ်လို့ဒီတီယာကိုခေါ်ယူဖို့ဖိနေချီရှိတာကတော့သူတို့ရဲ့တိုက်စစ်မှုဇက်စီရဲ့ချင်းနေပုံမှာအများကြီးမှုတည်တယ်ဇက်စီတာထွက်ခေါက်မှဆိုလို့ရှိရင်သူတို့ကဒီတီယာကိုပေါ်ကိုမြောက်ဦးလည်းကိုခေါ်ယူမြောက်ဦးလှည့်ပြီးခေါ်ယူဖို့အတွက်ကနေဦးဆွေးနွေးမှုစီလေးပြုလုပ်ခဲ့တာဖြစ်ပါတယ်ပြီးမြက်လီကလန်နှစ်သိန်းဖြစ်တဲ့အာဆင်နယ်နဲ့လီဗာပူးကအေဂျီတင်းရဲ့တာဘကသမားမီကာကိုသူတို့လည်းခေါ်ယူချင်းပါတယ်ခေါ်ယူဖို့ခွင့်ရရှိပါတယ်ဆိုတဲ့အကြောင်းကို PAG ကိုအလန့်ပြုလုပ်ခဲ့ပါတယ်ဆိုတော့ပြီးမြက်လီကလန်နှစ်သိန်းကဒီမီကာကိုကြီးကို PAG ကစေဝင်စားတယ်ဆိုတီတက်အောင်သူတို့ကလည်းခေါ်ယူဖို့ခွင့်ရရှိတဲ့ချောင်းကိုလည်းဒီရှိနားလိုက်ထားတာလည်းဖြစ်တယ်ပြီးမြက်လီကလန်နှစ်သိန်းဖြစ်တဲ့အာဆင်နယ်နဲ့လီဗာပူးကအေဂျီတို့ကလည်းသူတို့ရဲ့ကစားသမားမီကာကိုပေါတန်း60တန်မှန်ထားတယ်ဒါပေမဲ့သူတို့ရဲ့အသင်းမှာလည်းစစ်ထိတ်ထားခြင်းတဲ့ဆိုပေမဲ့ဒီအာဆင်နယ်လီဗာပူး PAG တုတ်တယ်လုံးမှာမီကာကိုခေါ်ယူဖို့ဖြစ်နေချီစီကိုတင်ကလည်း PAG ပဲဖြစ်တယ် PAG ဆိုရင်ကိုကတာဘာကစားသမားမြောင်ကိုဝယ်ယူခဲနေတာလည်းဖြစ်တယ်ရှေ့2ရေလောက်ကပဲမူနာကိုရဲ့ပြစ်တင်လူကစားသမားကိုလည်းခေါ်ယူခဲ့ပြီးပါပြီအခုဒီအေဂျီတဲ့တာဘာကစားသမားမီကာကိုလည်းထပ်မံခေါ်ယူဖို့အတွက်ဦးဆောင်နေတဲ့အတင်းလည်းဖြစ်ပါတယ်